နာကျင်မှုဝေဒနာမခံစားရခင်တိတိစိတ်ပျက်စီးနေနိုင်သောအင်္ဂါစိတ်ပိုင်းခုနှစ်ခုနံပါတ်1အဆုတ်တင်သတိမထားမိခင်မှာတင်အဆုတ်ရဲ့လှုပ်ဆောင်ချက်ထက်ဝက်ကျော်ပျက်စီးသွားနိုင်ပါတယ်စောစောစီစီသိနိုင်တဲ့လက္ခဏာတွေကတော့မောပန်းလွယ်ခြင်းနဲ့ကိုယ်ခံစွမ်းအားခံနိုင်ရည်ညွှန်းနေလာခြင်းတို့ဖြစ်ပါတယ်နံပါတ်2အသေးဟာ80% ရာခိုင်နှုန်းလောက်အထိပျက်စီးသွားတဲ့တိုင်အောင်ဘာနာကျင်မှုမှမပြပဲတိတ်တဆိတ်ပျက်စီးတတ်ပါတယ်။နှုံးချခြင်းနဲ့အရေးပြားရရံခြင်းတို့ကိုသတိထားကြည့်ပါ။နံပါတ်3ကြောက်ကကနှစ်ပေါင်းများစွာတိတ်တဆိတ်ပျက်စီးနေတတ်ပါတယ်။မျက်လုံးတစ်ဝိုက်ဖောင်းအစ်ခြင်းခြေချင်းဝက်ရောင်ရမ်းခြင်းနဲ့ညက်ခွေးညိုခြင်းတို့ဟာအစောပိုင်းသတိပေးချက်တွေဖြစ်ပါတယ်။နံပါတ်4 pancreas အစောပိုင်းမှာဘာလက္ခဏာမှမပြတတ်ပါဘူး။တွေးတွင်းတကြားချက်ရုတ်တရက်တက်ခြင်းကြခြင်းကိုယ်လေးချိန်ကြခြင်းနှုံးချခြင်းတို့မဟုတ်ဝမ်းပိုက်ထဲမှာမအီမသာဖြစ်ခြင်းတို့ကိုပြသတတ်ပါတယ်။နံပါတ်5တဲကြေကြောင့်မတည့်မချင်းတိတ်ဆိတ်ရှိနေတတ်ပါတယ်။စီကြောစာတွေစားပြီးတဲ့အခါဘိုက်ဖွာခြင်းဒါမှမဟုတ်ညာဘက်နံရိုးအောက်ကနာကျင်ခြင်းတို့ကိုသတိပြုပါနံပါတ်6နှလုံးဟာအရင်ကြီးလက္ခဏာမပြတတ်ပါဘူးထို့လေးပဲသတိပေးတာပါနှလုံးရောဂါအပြင်းထန်မဖြစ်ခင်နှစ်ပေါက်များစွာကြိုတင်ပြီးနှုံးချခြင်းရင်ဘတ်ထဲကအနှဲငယ်ဖိထားသလိုခံစားရခြင်းတို့မဟုတ်မူးဝေခြင်းတို့ဖြစ်နိုင်ပါတယ်နံပါတ်9ဥမကြီးရဲ့မှာရောင်ရမ်းနေတာတွေကိုဝမ်းချုပ်ခြင်းဘိုက်ပွားခြင်းဒါမှမဟုတ်ညနာမှာဝက်ချန်နေခဏထွက်ခြင်းတို့ကတည်းကသိနိုင်ပါတယ်သတိပေးချက်ဒီအချက်လက်တွေကကျမ်းမာရေးဘုဒ္ဓအတွက်သာဖြစ်ပါတယ်တခုတန်တရားရှိရင်တော့ဆရာဝန်နဲ့တန်မင်းဆွေးတွေကိုအကြံပြုလိုပါတယ်အားလုံးကျမ်းမာချမ်းသာကြော်ရွှင်တဲ့ဘဝကိုရရှိပိုင်ဆိုင်နေကြပါစေ Bye for now